မေမေတို့ကိုပြောပြမယ်တခါတလေကို့အတွက်အချိန်ယူတဲ့အခါငါတကူကောင်းဆန်နေတယ်လို့မေမေတို့ထင်မိတတ်ကြတယ်နော်ကိုဂယူးဆိုင်ရင်တကူကောင်းဆန်တယ်လို့ထင်တဲ့မေမေတို့အတွက်ဒီဗီဒီယိုလေးပါပထမဆုံးသိထားရမှာကအောက်ဆီဂျင်မျက်နှာဖုံးစီကမ်းပါလေရင်ပေါ်မှာအောက်ဆီဂျင်မျက်နှာဖုံးချပေးတဲ့အခါကိုဟာကိုအရင်တက်ပါလို့ညွှန်ကြားထားတာသတိထားမိကြလားဘာကြောင့်လဲဆိုတော့ကိုမလုံကြုံရင်တခြားသူကိုမကူညီနိုင်လို့ပါမိခင်ဘဝမှာလည်းအတူတူပါပဲမေမေတို့ရဲ့စိတ်ကြမ်းမာရေးမကောင်းရင်သားမိမိကိုအကောင်းဆုံးပြုစုဖို့ခက်ခဲပါတယ်မေမေတို့ပင်ပန်းနေရင်စိတ်တိုတတ်တယ်စိတ်ရှည်မှုနည်းတယ်ကလေးနဲ့ဆက်ဆံရေးလည်းထိကြိုက်တတ်ပါတယ်ဒီတော့မေမေတို့အတွက်ကိုဂီယူဆိုင်နီးလေးတွေပြောပြမယ်ပထမနည်းကတစ်နေ့ကို15မိနစ်လောက်ကို့အတွက်ချိန်တတ်မှတ်ပါကလေးအိတ်ချိန်ဒါမှမဟုတ်အဖေနဲ့ထားခဲ့တဲ့အချိန်ကိုသုံးပါဒီအချိန်မှာကြိုက်တဲ့စာဖတ်ပါဂီတနာထောင်ပါရေချိုးပါဘာမှမလုပ်ဖဲငင်းနေတာတောင်မှရပါတယ်ဒုတိယနည်းကမလုပ်ဖြစ်တဲ့အရာတွေကိုလက်လွတ်လိုက်ပါအိမ်တလုံးလုံးအမြဲတန့်နေဖို့မလိုပါဘူးပြီးပြည့်စုံတဲ့မေဆိုတာမရှိပါဘူးတတိယနည်းကအကူညီတောင်းဖို့မကြောက်ပါနဲ့ခင်ပွန်မိဘတငယ်ချင်းတွေကိုအကူညီတောင်းပါငါတယောက်တည်းအားလုံးလုပ်ရမယ်ဆိုတဲ့အတွေးကိုဖြေလျှော့လိုက်ပါစတုထနီးကကိုတနာကျင်တာပါ self compassion ကိုမဲအကောင်းဆုံးစူးစမ်းနေတယ်လို့ပြောပါတငယ်ချင်းကိုပြောသလိုကိုပြောပါမေမေတို့ကိုယ်တိုင်ပျော်ရွှင်ကြမှာမှသားမိမိကိုပျော်ရွှင်ကြမှာအောင်ပြုစုနိုင်မှာပါကိုဂယုစိုက်တာဟာတကူကောင်းဆန္ဒမဟုတ်ဘူးမိသားစုတစ်ခုလုံးအတွက်ရင်းနှီးမြှုပ်နှံတာပါမေမေတို့ဒီတစ်ပတ်ကို့အတွက်အချိန်15မိနစ်လောက်ယူကြည့်ပါဘာလို့ချင်လဲကော်ဖီတစ်ခွက်တောက်ရုံတော့ရပါတယ်ပြီးရင်ဒီတစ်ပတ်ကျမကို့အတွက်အချိန်ယူခဲ့တယ်လို့ comment မှာဂုဏ်ယူစွာဝေမျှပေးပါအတူတူကြမ်းမာတဲ့မေမေတွေဖြစ်ကြရအောင်နေ့စဉ်9မိနစ်စာကျမတို့နဲ့အတူလေ့လာပြီးကျမ်းမာပျော်ရွှင်တဲ့မိသားစုဘဝလေးတည်ဆောက်ကြရအောင်